ခဲ့လဲဆိုတော့တယောက်နဲ့တရားအခုပေါ့နော်online ရနေပြီးတော့မိုင်းဗာလေးရလဲမိတ်ဆွေတွေရတာပေါ့နော်စီးပွားရေးရောင်းဝယ်ခြင်းတွေရတာပေါ့နော်အဓိကတော့စီးပွားကုသရောင်းဝယ်ရေးမှာမိတ်ဆွေရအင်မတန်လိုအပ်တယ်ပေါ့နော်အဲ့မှာလေးနာမိတ်ဆွေတွေကိုအများကြီးရရှိခဲ့တယ်အဲ့အတွက်သူဘာလို့လဲကိုဘာလိုအပ်နေလဲဆိုတော့ရှာဖွေရတာလွယ်တာပေါ့မမတို့ဘက်မှာဘာလေးရှိလဲညီမလေးကဘာလေးလိုပေါ့နော်ရှာဖွေရတာတွေအိမ်ထဲမှာတင်ရှာဖွေလိုက်တာနဲ့ဒီပေါ့လွယ်လင်းတကူရရှိလာတာပေါ့နော်ချိန်ကုန်တက်တာတယ်ကုန်ကြားစိတ်တက်တာတယ်အဲ့ဒီအတွက် Telegram နေလေးလာတာပို့ပြီးတော့ကိုအားနေတဲ့ချိန်တွေမှာဝင်လို့လေးလာလိုက်တယ်ဝင်လို့ရှာလိုက်တယ်ဝင်လို့တွေးလိုက်တယ်ပေါ့နော်အဲ့ခါကျတော့အချိန်ကုန်ချင်းတက်တာပြီးကုန်ကြားစိတ်လည်းတက်တာတယ်လူလည်းတက်တာတယ်အဲ့တော့အဲ့ဒါတွေကအရင်အဆင်ပြေတယ်ကိုနောင်နဲ့တွေ့လာပြီးတဲ့နောက်ပိုင်းမှာပေါ့နော်မိန်းကလေးတွေအများစုစုံလာတဲ့အချိန်မှာတိုးတက်မှုတွေကတော့အမတို့ကတော့အများကြီးပဲအမအရင်စိတ်တက်ကြခဲ့တယ်စပင်အရှိရနေပြီးတော့ကိုဖြတ်ဖြစ်ခဲ့တယ်ပေါ့နော်လာအနှဲငယ်ကြာအဲ့မှာစိတ်တက်တွေရမ်းကြနေတဲ့အချိန်မှာအော်ကိုထက်အသက်ကြီးတဲ့လူတွေလည်းကိုနောင်မှာစုံရတယ်ပေါ့နော်သူတို့တွေတောင်မှဘလို့တရကြနဲ့အလုံးလုံးနေရတာလဲကိုကငငယ်လေးနဲ့ဘာကြောင့်စိတ်တက်ကြရမှာလဲဆိုပြီးတော့ကိုနောင်နဲ့ဆွေးနွေးဖြစ်တယ်ဆွေးနွေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီလုပ်ငန်းကိုစားတော့ကိုကမျိုးထုတ်ပြီးတော့ပဲရောင်းမလို့ပေါ့နော်အဲ့မှာလည်းငါငငယ်လေးပဲရှိသေးတယ်သူတို့တောင်မှကြည်နေတာတောင်ဒီလောက်တက်တက်ကြွလောက်ရသေးတာပဲငါဒီချက်မကလုံနိုင်သေးတယ်ဆိုပြီးတော့ဒီ site ထုတ်အဆင့်ထီအောင်ကိုရောက်သွားခဲ့တယ်အဲ့ဒါတော့အင်မတန်ကိုခွန်အားဖြစ်စေတဲ့အရာလေးပေါ့နော်